အားလုံးပဲမင်္ဂလာပါကျမတို့အခုတလောမှာကိုယ့်ရဲ့စိတ်အခြေအနေကိုယ့်ရဲ့ဒီ body mind ပေါ့နော်ဘယ်လိုမျိုးဖြစ်နေကြလဲ energy တွေအဆင်ပြေကြလားတခြားသောဘယ်လိုမျိုးအရာလေးတွေပေါ့နော်ကြုံနေရတာရှိလဲပေါ့နော်ဒါလေးကိုလောလောဆယ် energy လာပြီးတော့ check လုပ်ပေးတာပေါ့နော် energy check လုပ်ပေးခြင်းနဲ့အဲ့ဒါလေးအတွက်ကိုreading လေးလုပ်ပေးထားပါတယ်အခုတလောကိုကစိတ်ပင်ပန်းနေတယ်တခုခုမှစိတ်အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ခါကြလို့ရှင်ဒီ reading လေးကိုကြည့်လို့ရတယ်တေချာတာတခုကတော့ဒီ reading ဟာလူတိုင်းနဲ့တော့ energy ကြိုက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုနဲ့မသက်ဆိုင်ဘူးကိုနဲ့မကြိုက်ဘူးလို့ထင်တဲ့ခါကြလို့ရှင်ဗီဒီယိုလေးကိုကြော်သွားလို့ရတယ်ပေါ့နော်အခုကတော့ကျွန်မကအားလုံးအတွက်ကို general reading လေး energy check လုပ်ပေးတာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်မတို့စလိုက်ကြမယ်ပေါ့နော်ဒီတစ်ခေါက်ကတော့ဒီမှာ light seeker လေးနဲ့ပဲကြည့်ပေးပါမယ်လက်တလောပေါ့နော်လက်တလောကိုကဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင် mind body spirit ပေါ့နော်ကိုယ့်ရဲ့စိတ်ဝိညာဉ်ခန္ဓာ၃ခုလုံးကိုတည်ငြိမ်အောင်တည်ဆောက်နေတယ်ငြိမ်ငြိမ်လေးစောင့်ကြည့်နေတယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာစိတ်ပင်ပန်းမှုတွေလည်းရှိတယ်စိတ်အဆင်မပြေမှုတွေလည်းရှိတယ်အလိုမကျမှုတွေကလည်းရှိနေရပေါ့နော်ရှိနေတာဖြစ်တော့ကြောင့်မို့ကိုကဘာကိုလှုပ်ဖြစ်နေလဲဆိုရင်ဘာမှမလှုပ်ဖြစ်နေပေါ့နော်အဲ့အလိုမကျမှုစိတ်အဆင်မပြေမှုပေါ်မှာတော့ကိုဒီတတိရှိနေတယ်ပေါ့နော်တတိရှိနေပြီးတော့မှငါဘာဖြစ်နေတာလဲဆိုပြီးတော့မှကိုပြန်ပြီးတော့မှအခြေအနေတစ်ခုကိုစောင့်ကြည့်နေတဲ့အနေအထားလေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဘာကိုမှအတင်းကျပ်လုပ်ယူလို့မရဘူးပေါ့နော်ဒီချိန်ကာလမှာဒီလိုမျိုးဖြစ်နေတယ်ဆိုရင်အတင်းကျပ်လုပ်ယူလို့မရဘူးဒီတိုင်းလေးပဲထားပါသူ့ဟာလေးနဲ့သူထားပေးပါကိုဖြစ်တဲ့ခံစားချက်ကိုကပို့ပြီးတော့မှနားလည်ပေးလိုက်ပါပေါ့နော်နားလည်ပေးလိုက်ပါအတင်းကြီးလုပ်ယူတာမျိုးတွေဆိုလို့ရှိရင်အဆင်မပြေဘူးကိုကသိတယ်ငါစိတ်ပင်ပန်းနေတယ်ငါဖြစ်ချင်တာဒီလိုမဟုတ်ဘူးငါလိုချင်တဲ့ပုံစံငါဒီလိုမဟုတ်ဘူးဆိုတဲ့အခါမှာငါဒီပုံစံမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာကိုအတင်းအကျပ်ပြုပြင်ပြောင်းလဲခြင်းကလည်းဒါကကိုယ်ကိုပို့ပြီးတော့မှကိုမလိုချင်တဲ့ဟာတွေကိုပဲပို့ပြီးတော့မှရစီတတ်တယ်ပေါ့နော်မကောင်းတဲ့အရာတစ်ခုကိုတွေးနေပြီးကိုအဆင်မပြေတဲ့အရာတစ်ခုကိုတွေးနေပြီးဆိုတဲ့အခါမှာအဲ့ဒီအတွေးကကိုမဖြစ်ချင်တဲ့ဟာကိုတွေးနေတယ်ဆိုရင်အမြဲတမ်းတွေးနေပြီးရဆိုရင်အဲ့ဒီအတွေးကလည်းကိုပို့ပြီးတော့မှဖြစ်စီလေအပြင်မှာဖြစ်လာစီပေါ့နော်ဒီလိုဟာလေးတွေကကိုကဒီ negative ကို manifest လုပ်လို့မျိုးပေါ့နော်ဒီလိုပုံစံမျိုးလေးဖြစ်တတ်တယ်အဲ့ကြတော့ဖြစ်တဲ့အရာပေါ်မှာဘာမှမလုပ်ဘဲနေတာကအကောင်းဆုံးပဲဆိုတာလေးကိုတွေ့ရနောက်တစ်ခုအနေနဲ့ကတော့ကျမတို့စိတ်ပင်ပန်းနေတယ်စိတ်အဆင်မပြေဘူးကိုကအမျိုးမျိုးကြောင့်ပေါ့နော် emotional ဖြစ်နေတယ်ဆိုတဲ့အခါမှာကျမတို့ရေနဲ့ပတ်သက်ပြီးတော့မှ ritual လေးတွေလုပ်ပေးတင်တယ်လို့ကျမပြောချင်ပါတယ်ဥပမာရေချိုးတဲ့အခါမှာငါရဲ့ခန္ဓာကိုယ်ကနေငါရဲ့စိတ်ကနေဒီမကောင်းတဲ့ energy တွေမကောင်းတဲ့negative တွေ dark energy တွေဒီရေနဲ့အတူစီးဆင်းသွားပြီးတန့်စင်သွားပါပြီဆိုပြီးတော့မှဒီလိုမျိုး water ritual လေးပေါ့နော်ဒါမျိုးလေးလုပ်တဲ့ねဒီချိန်မှာရေဒီကိုယ့်အတွက်အကောင်းဆုံးရရတစ်ခုဖြစ်လိမ့်မယ်ပေါ့နော်အဲ့ထက်ကိုပို့ပြီးတော့မှလှုပ်ချင်နေဆိုရင်စားလေးနဲ့ပေါ့နော်စားနဲ့ရေချိုးတာတခုခုဆိုလို့စားရည်လေးနဲ့တန့်စင်ပေးတာဒါမျိုးလေးလှုပ်တဲ့ねကိုယ့်ရဲ့နေရာကိုယ့်ရဲ့ထိုင်ခင်းကိုယ့်ရဲ့အိတ်ခမ်းလေးတွေမှာကိုယ်အလုပ်လုပ်တဲ့နေရာလေးတွေမှာစားရည်လေးဖြန်းပေးတာဒါကလည်းကိုတို့ကိုအများကြီးကောင်းစေတဲ့ရရလေးတခုပေါ့နော်စားဒီအင်မတန်မှဒီရရလေးတွေလုပ်ဖို့အတွက်ကိုကောင်းသောပစ္စည်းလေးတခုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်တဲ့ねအခုချိန်မှာဖြစ်နေတဲ့ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုဒီတိုင်းလေးပဲရှိဆက်သွားပါဒီလိုဖြစ်နေလို့လဲကိုကအမြဲတမ်းကြီးပဲ
စိတ်ပင်ပန်းနေရမှာမဟုတ်ဘူးပေါ့နော်ကိုကပုံမှန်ကိုလူကိုလိုချင်တဲ့ကိုရဲ့ပုံစံတိုင်းပြန်ရလာဖို့ရှိရယ်ပြန်ရဖို့ဖြစ်လာနိုင်တယ်ကိုအရင်တော့ကတက်ကြွတဲ့ပုံစံတွေကဘယ်လိုမျိုးလဲအရင်တော့ငါလလန်းဆန်းဆန်းဖြစ်ခဲ့တဲ့အရာကဘယ်လိုမျိုးပါလဲဆိုပြီးတော့မှပြန်ပြီးတော့မှသတိရနေရမျိုးတွေပြန်ပြီးတော့မှတွေးမိနေတာမျိုးတွေရှိနေတတ်တယ်ပေါ့နော်အဲကြတော့ကိုရဲ့ဘယ်လိုပဲရှိရှိဒီချိန်မှာတော့ကိုဒီအနာပေးတဲ့အနေထားလေးတစ်ခုကိုရောက်နေရယ်ကိုစိတ်ကိုပြန်ပြီးတော့မှကြည်တဲ့အနေထားတစ်ခုကိုရောက်နေရဆိုတာလေးကိုကျွန်မကmessage လေးပေးချင်တယ်ပေါ့နော်အဲ့တော့အခုချိန်မှာကိုကဘာကိုပို့ပြီးတော့မှဘယ်လိုလေးနေသင့်လဲဆိုတာလေးကိုကြည့်ပေးမယ်ပေါ့နော်ဒီချိန်မှာကိုကဘယ်လိုမျိုးတတိကတ်ရမလဲဆိုတဲ့ဟာလေးကိုဒီ wisdom လေးနဲ့message ဆွဲပေးပါမယ်ကဲနော်အဲ့တော့ heart healing ဆိုတဲ့ကတ်လေးကြာလာတယ်အဲ့တော့ကြာလာတဲ့အခါကျတော့ကိုကနှလုံးသားနဲ့ပတ်သက်ပြီးဖွင့်ထားဖို့လိုတယ်ကိုရဲ့နှလုံးသားမှာကိုရဲ့ရင်ဘတ်ထဲမှာနာကျင်နေတဲ့ဝေဒနာတွေနာကျင်နေတဲ့စိတ်ခံစားချက်တွေအကြောင်းအရာတွေရှိနေတတ်တယ်ရှိနေတတ်တဲ့ကြောင့်ဒီအချိန်ဟာဒါကိုကုစားရမယ့်အချိန်ဖြစ်ပါတယ်တဲ့နော်အဲ့တော့ကိုဒီဘာကိုမှလက်ခံဖို့မကြောက်နဲ့ကိုရဲ့heart ကို open လုပ်ထားပါဒီချိန်ကမင်းအတွက်ကုစားပေးဖို့အချိန်တစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုပြောပြပေးနေတာဖြစ်တယ်ဒီချိန်ကာလကကြတော့လူတွေရဲ့နှလုံးသားကိုကြည်ကြည်လေးဖွင့်ထားဖို့လိုအပ်တယ်နှလုံးသားနဲ့အရာမေတ္တာနဲ့နှလုံးသားနဲ့အရာအလုံးကိုကြည်ပါအရာအလုံးကိုဆုံးဖြတ်ပါလို့ဒါလေးကိုပြောချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကိုကတခုခုလုံးမယ်တခုကင်မယ်ဆိုတဲ့ခါကျရင်ကိုအခုလိုမျိုးစိတ်အဆင်မပြေတဲ့ကာလတွေမှာဆိုလို့ရှိရင် energy မကောင်းဘူးလို့ထင်ရင်ကိုဘဒုကိုအတူယူကိုဘဝမှာအတူယူရမယ့်လူတွေရှိတယ်ကျမတို့ရဲ့ဒီဘဝမှာကျမတို့ရဲ့စိတ်ခွန်အားပေးတဲ့လူတွေเนาะကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနှွေးထွေးမှုပေးတဲ့လူတွေပြီးရင်ကျမတို့အားကြရတဲ့လူတွေရှိရယ်เนาะအားကြရတဲ့ဆရာသမားတွေရှိရယ်အဲ့တော့သူတို့တွေရဲ့အပြုအမူတွေသူတို့လိုမျိုးဘယ်လိုမျိုးအဆင်ပြေအောင်ကိုကသူတို့ရဲ့နီးလန်းနေနဲ့ကိုဘယ်လိုလေးနေကောင်းမလဲဆိုတာမျိုးလေးပေါ့เนาะအတူယူတဲ့အရာတွေကိုအတူယူပါဒီချိန်မှာတစုံတစ်ယောက်ကကိုအကြံဉာဏ်လေးတွေပေးလာတယ်ဆိုတဲ့ခါကြလို့ရှင်လဲတန်ဖိုးထားပါကိုကတငယ်ချင်းတဲ့ရောက်စီမှာရင်ဖွင့်မိရဲဆိုတဲ့ခါကြလို့ရှင်လဲသူတို့ကပြောလာတဲ့အကြံဉာဏ်လေးတွေကိုလည်းတန်ဖိုးထားလက်ခံပေးပါလို့ပြောချင်တယ်ကိုလေးစားအားကြရတဲ့ဆရာသမားတွေစီကနေကိုအတူယူရမယ့်အရာတွေကိုလည်းယူဖို့သင့်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်မပြောပြချင်ပါတယ်နောက်တစ်ခုကတော့ကျမတို့ရဲ့ဒီပေါ့နော်ကိုယ့်ရဲ့ intuition ကိုအသုံးချဖို့ပြောတာပေါ့နော်ကိုယ့်ရဲ့ intuition ကိုလက်တွေ့အသုံးချပါကိုယ့်ရဲ့ intuition ကိုယုံပါကိုအတွင်းစိတ်ကတိတဲ့အလိုလိုတိစိတ်ကိုကျမတို့ပြစ်ပယ်ထားလို့မရဘူးပေါ့နော်အဲ့တော့ကိုစိတ်ထဲမှာကိုကတခုခုတိနေတယ်တခုခုဆုံးဖြတ်ချက်ချရတော့မယ်ဆိုလို့ရှိရင်လေဘယ်လိုပုံစံမျိုးလေးလုပ်ရင်ကောင်းမလဲဆိုတာမျိုးကိုအလိုလိုသိနေတတ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ intuition ကိုယုံပါဘယ်အရာကိုမဆိုဒီ spiritual knowledge တွေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးတွေမှာပဲဖြစ်ကိုယ်ဘယ်လိုဆက်သွားရမယ်ဆိုတဲ့ဟာကိုယ့်ရဲ့ဝမ်းသင်းတိစိတ်ကအလိုလိုသိနိုင်တဲ့စွမ်းအားရှိရဲ့အဲ့ဒီစွမ်းအားကိုယုံပါကိုဘာပဲလုပ်လို့ intuition ကိုလည်းလုံးဝမေ့လို့မရဘူးဒါကိုကပို့ပြီးတော့မှ practice လုပ်သင့်တယ်ဆိုတဲ့ဟာလေးကိုဒါ message လေးပေးချင်တယ်ပေါ့နော်အဲ့တော့ကိုကအခုချိန်မှာတခုခုကိုစောင့်ဆိုင်နေတယ်တခုခုကိုဖြစ်ချင်တဲ့ဆန္ဒရှိနေတယ်ဆိုတဲ့ခါကျရင်ဘယ်လိုမျိုးလေးတွေလုပ်ဖို့လိုလဲကိုဖြစ်ချင်တဲ့ဆန္ဒကိုဖြစ်လာဖို့မဲ့အရာတွေကဖြစ်လာဖို့ရှိလားပေါ့နော်ဒါလေးကိုလည်းကျွန်မချက်ကြည့်ပေးမယ်ပေါ့နော်ကိုလိုချင်တဲ့ပုံစံလေးဘယ်တော့ရမလဲရဖို့ရှိလားပေါ့နော်ဒါလေးကိုကြည့်ပေးပါမယ်အခုချိန်မှာတော့ကိုယ့်ရဲ့ဆန္ဒတွေကတထက်ထဲကြဖို့အတွက်မဖြစ်နိုင်သေးပါဘူးเนาะလိုအပ်နေပါသေးတယ်ဒီချိန်ဒီကာလကကျတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေအတွက်ကိုဖြစ်လာဖို့ကနည်းနည်းလေးဝေးနေပါသေးတယ်ဆိုတဲ့ဟာလေးကိုသူကပြောထားတယ်ပေါ့နော်အဲ့တော့ကိုကမဖြစ်လာတော့ဘူးဆိုပြီးတော့မှလည်းစိတ်ကကြစရာမလိုဘူးပေါ့နော်အခုချိန်မှာကလူတွေက energy ကnegative ဘက်ကိုသွားနေတဲ့အခါကိုယ့်ရဲ့ energy ဒီ negative ဖြစ်တဲ့အတွက်ကြောင့်ဒီ tarot ခတ်တွေကလည်းဒါကကိုယ့်ရဲ့ energy ကို check တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုယ့်ရဲ့ဆန္ဒတွေကိုမလောဘူးအတွက်ကိုကျွန်မmessage လေးပေးချင်တယ်ပေါ့နော်
အဲ့တော့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့မှဘာမှစိတ်တကြမနေနဲ့ကို့မှာကတော့ဒါ big happy changes တွေရှိရဲအပြောင်းလဲတွေကတော့ရှိပြီးသားပဲအခုလောလောဆယ်မှာတော့မဖြစ်နိုင်သေးဘူးပေါ့နော်အချိန်လေးတစ်ခုကိုတော့စောင့်ဆိုင်ဖို့လိုအပ်တယ်ဆိုတဲ့ဟာလေးကိုဒီမှာပြောထားတယ်ပေါ့နော်ဘယ်လိုပဲပြောနောက်ဆုံးမှာတော့ကိုလိုချင်တဲ့ပုံစံကိုလိုချင်တဲ့အပြောင်းလဲတစ်ခုကိုရလာလိမ့်မယ်ကိုကအဲ့ဒီဥစ္စာတစ်ခုအပြောင်းလဲတစ်ခုကိုမမျော်လင့်ထားဘူးဆိုရင်တော့မမျော်လင့်ထားတဲ့အချိန်မှာအဲ့ဒါကြီးကဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့တေချာလေးဂယုစိုက်ပါတေချာလေးစိတ်လေးကိုပေါ့ပပလေးနဲ့ဒီကာလလေးမှာဖြတ်တန်းပါလို့ပြောချင်ပါတယ်ဒီ energy အရာပြောရမယ်ဆိုတော့ကျမတို့အများကြီးပဲငွေကြေးကိစ္စတွေရောအချစ်ရေးတွေရောကိုယ့်ရဲ့ general ပေါ့နော်အထွေထွေကိစ္စတွေရောအားလုံးကိုကျမဒါတစ်ခုချင်းစီရောမပြောတော့ပေါ့နော်ဒီအနေထားလေးကိုတည်ပြီးဆိုတဲ့အခါကျရင်ကိုဘယ်လိုမျိုးလေးချင့်ချိန်ပြီးတော့နေရမလဲဘယ်လိုလေးချင့်ချိန်ပြီးတွေးရမလဲဆိုတဲ့ဟာလေးကိုအဖြေလေးရမယ်လို့ကျမယုံကြည်ပါတယ်အဲ့တော့ဒီနေ့ reading လေးကိုကျမဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်နောက်ဗီဒီယိုတွေမှာတော့ကျမတို့ပြန်ပြီးတော့မှစုံကြမယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်